ဒါဘယ်လိုလုပ်ရလဲမသိဘူးကျိုးကဒီမှာကြည့်ကြည့်ဘိန်းအောက်ထဲကိုရောက်သွားတယ်ကျိုးကဘိန်းအောက်ထဲကိုရောက်သွားတယ်အဲ့တော့ဒါကြီးကိုပြန်ရစ်ဖို့ကလည်းအောက်ရပဲသွားတော့တယ်โอเคဒီဗီဒီယိုကြည့်နေတဲ့ငါးမြားတက်တဲ့ဆရာများရှင်ကိုမမနည်းနည်းလောက်အခုကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အနေနဲ့ငါးကလည်းမမြားတတ်ဘူးအဲ့တော့ YouTube ကိုကြည့်နေရတာကျွန်တော်လီလာကျိုးနဲ့ကလစ်နဲ့ထည့်လာတော့နော်ရှင်းပြီးတာနဲ့ကျွန်တော်ကျွန်တော်ငါးတစ်ခါမှမမြားဘူးအဲ့ဒါကျွန်တော်တို့ new age ငယ်စဉ်တည်းကငါးမြားတာတို့ငါးဖမ်းတာတို့အတွေ့အကြုံမရှိတဲ့ကျွန်တော်အတွက်တော့ဒီ mission ကအရန်ကိုခက်ခဲမယ်လို့ထင်မိပါတယ်ဒါနဲ့ပဲကျွန်တော်ဒီ mission ကို try မှုစူးစမ်းလိုက်ပါတယ်ငါဆိုတာဈေးရရင်အလွယ်တကူဝယ်စားလို့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ခက်ညံ့ညံ့အတွေ့အကြုံဒီ mission ကသင်ခန်းစာအပြည့်အဝပေးခဲ့ပါတယ်ပြီးတော့ကျွန်တော်ဘာတွေခက်ခဲမလဲဆိုတာဆက်လက် issue လိုက်ပါဦး let's go ဘဝမှာပထမဦးဆုံးငါးမြားတဲ့တွေ့ကြုံဘယ်လိုရှိလဲတခြားတော့ဒူးနာသွားတာဒါနဲ့ပဲကျွန်တော်ငါးမြားတန်းကိုပြစ်လိုက်ဆယ်လိုက်ပြစ်လိုက်ဆယ်လိုက်နဲ့ကျွန်တော်ထင်သားသလိုပဲအဲ့လိုအဝေးရောက်မှာပေါ့ကျွန်တော်ပြစ်လိုက်ဒါပေမဲ့အရှိနာလေးမှာပဲလက်ကြတယ်အရန်ကိုခက်ခဲတယ်ကျွန်တော်တို့ဒါ the first or the last လည်းဖြစ်သွားနိုင်တယ်အဲ့တော့တော်တော်လေးကိုဆိုဟာ first time ဒီ mission ကတော့ fair ဖို့များနေပြီဒါဘယ်လိုလုပ်ရလဲမသိဘူးကျိုးကဒီမှာကြည့်ကြည့်ဘိန်းအောက်ထဲကိုရောက်သွားတာကျိုးကဘိန်းအောက်ထဲကိုရောက်သွားတာအဲ့တော့ဒါကြီးကိုပြန်ရစ်ဖို့ကလည်းအောက်ရပဲသွားတော့တယ်โอเคဒီဗီဒီယိုကြည့်နေတဲ့ငါးမြားတက်တဲ့ဆရာများရှင်ကိုမမနည်းနည်းလောက်ရေးပေးကြပါဒါကိုကျွန်တော်ဘယ်လိုဒါနဲ့ပဲကျွန်တော်စိတ်ညစ်ညစ်နဲ့ငါးဖန်ဒီပေါင်းမျိုးစုံကိုကျွန်တော်ဖုန်းလေးနဲ့ YouTube မှာအမျိုးမျိုးထိုင်ကြည့်ခဲ့တယ်ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အဆုံးမှာကျွန်တော်အရန်ကိုစိတ်တက်တွေလည်းကြားမိခဲ့တယ်ဒီ mission မှာကျွန်တော်ရလိုက်တဲ့သင်ခန်းစာကအရာအလုံးကကိုထင်သလိုမလွယ်ဘူးလူငယ်တယောက်အတွက်အရန်ကိုခက်ခဲတဲ့အချိန်ဆိုတာအများတိုင်းရှိနေတယ်ဆိုတာကိုမမေ့ဘူးဆိုတာကျွန်တော်လုံးဝခေါင်းထဲရောက်ခဲ့ပါတယ်အဲ့တော့ mission fail ပါပဲကျွန်တော်လုံးဝမျှလို့မရဘူးလုံးဝမျှလို့မရဘူးငါမများတတ်တာလည်းပါတယ်။များမယ်နော်။ဟုတ်ကဲ့တိတ်တော့မကျင်တတ်သေးဘူးအဲ့တော့ချင်းနေထကြည့်အောင်မယ်ညတိုင်းဘယ်လိုလောင်းမလဲ Guys I give you this I don't know how to do that Yip ဘာကနေမလဲ It's okay ဥမာကျွန်တော်အတွေးတစ်ခုဝင်လာတယ်အရှိမရှိနေတဲ့ကျုံကြီးကိုကျွန်တော်တယောက်တည်းညားအိတ်သွားရင်ကောင်းမလားလို့ကျွန်တော်ဘဝမှာတစ်ခါမှမများဘူးတဲ့မလုပ်ဘူးတဲ့အလုပ်ဆိုတာဒါငါးများတဲ့အလုပ်လို့လည်းပြောလို့ရတယ် So အဲ့တော့ no more this challenge fair ကျွန်တော်ဒီ challenge မှာရှုံးတယ်ဒါနဲ့ပဲစိတ်ညစ်ညစ်နဲ့ရှေ့မှာရှိတဲ့ကျွန်းကြီးကိုကြည့်ရင်လည်းကျွန်တော်အတွေးတစ်ခုဝင်လာပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဒီထက်ကောင်းအောင်ကျွန်တော်တင်ဆက်ဖို့အတွက်အတွေးတွေအများကြီးဝင်လာပါတယ်တွေ့ရအထွေအလေးပါးတွေလည်းကျွန်တော်စဉ်းစားမိလာပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီထက်ကောင်းတဲ့ mission တွေ challenge တွေကိုမရအောင်လုပ်မယ်ဆိုတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ဒါကကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးမို့ subscribe and follow လေးလုပ်ခဲ့ပါဦးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေထပ်လာပါအောင်မယ်